software ဒုတိယရက်သင်ကြားနေတာပါကြိုက်ဘာဖွင့်နေရလဲ email ကဘာလို့ဖွင့်ရတာလဲတပြားလေဗျာဘာလို့ဖွင့်ရလဲဆိုတော့နားလေသူ application setting တွေကိုဝင်လိုက်မယ်မောင်လေးခုနကစာပေါ်တဲ့စာကင်မရာကနေ GB ကောင်းနေဖွင့်ရတယ်ဆိုတာဒီဘဏ်အကောင့်တွေလည်းသုံးလို့ရတယ် Facebook ကောင်းတွေလည်းဖွင့်လို့ရတယ် cloud device တွေမှာလည်းတွားပြီး story လုပ်ဖို့လည်းလုပ်လို့ရတယ်iTunes ကောင်းတွေလည်းဖွင့်လို့ရတယ်ဒါကြောင့်မို့ဖွင့်ပါတယ်အဲ့လိုဖြေ busy browser ကနေ allow only one using ဒီ application ကိုသုံးတဲ့ကင်မရာကိုသုံးတဲ့အခါမှာဖွင့်ပြမယ်ပေါ့ကင်မရာကိုသုံးလို့ပြမယ်အားလေးလောက်တာဒီမှာတော့ခါနောက်တော့လောက်တာဒီမှာဖွင့်ပြကြောင်းဝင်ခုနကပြော